လုရှင်ရဲ့အိမ်မှာအေးဆက်ဆက်ဖြစ်နေတာကိုသတိထားမိပြီးတောင်တန်းတွေရဲ့အနက်ဆိုင်ဆုံးနေရာကနေကလေးမလေးတယောက်ကိုအိမ်ခေါ်လာခဲ့တဲ့အဖွားနာကိုချင်းကလိုက်တဲ့အခါအဖွားရဲ့ဘေးနားမှာမိမောင်နေရဲ့ငွေတန်းတွေဝန်းရံနေတာကိုတွေ့လိုက်ရတယ်။ဒါဟာအဖွားရဲ့ကျန်းမာရေးမကောင်းရတဲ့အကြောင်းရင်းဖြစ်နေတယ်။အဲ့ဒီအခါမှာကလေးမလေးကရှေ့ကိုတိုးပြီးအဲ့ဒီမိမောင်နေတဲ့ငွေတန်းတွေကိုပြင်းပြင်းထန်ထန်ဆွဲဖျက်လိုက်တယ်။မမျှော်လင့်ပဲအဲ့ဒီမိမောင်နေတဲ့ငွေတန်းတွေချက်ချင်းပျောက်ကွယ်သွားခဲ့ပြီးအဖွားရဲ့ခန္ဓာကိုယ်လည်းတခါမှမခံစားဘူးတဲ့ပေါ်ပါမှုမျိုးကိုခံစားလိုက်ရတယ်။အသက်20လောက်ငယ်သွားသလိုပါပဲ။ရင်ဘတ်ထဲကအောင့်တာလည်းတက်တာသွားပြီလို့သူတို့ပြောကြတယ်။ဒီအခါမှသူတို့အတိစိတ်ဝင်လာကြတယ်ကလေးမလေးကတာမန်လူတွေမမြင်နိုင်တဲ့အရာတွေကိုမြင်နိုင်တဲ့ကံကောင်းသူလေးဖြစ်နိုင်တယ်။အိုးမင်းခုနကအဖွားကိုတန်ကြိုးတွေနဲ့ချီနှောင်ထားတယ်လို့ပြောတယ်မလားလို့မေးလိုက်တယ်ကလေးမလေးကဟုတ်တယ်တဲ့ဖဲကအဖွားကိုချီထားတဲ့တန်ကြိုးတွေကိုဖယ်ပေးလိုက်ပြီးအဖေအဖွားကအသက်ရှိနေရတော့မယ်လို့ပြန်ဖြေတယ်။အလုရှင်ကခနာကိုမှအညစ်အကြေးတွေပေးပွားနေတဲ့ကလေးမလေးကိုကျင်နာစိတ်ဖြစ်သွားပြီးချက်ချင်းပဲအိမ်ကူ3ယောက်ကိုခေါ်ပြီးကလေးမလေးရဲ့စားဝတ်နေရေးကိုဂူးဆိုင်ခိုင်းလိုက်တယ်ပြီးတော့လက်ဆောင်တွေအများကြီးဝယ်ပေးပြီးကလေးမလေးကိုပူပန်စရာမလိုတဲ့မင်းသမီးလေးဖြစ်စေချင်ခဲ့တယ်စိတ်လှုပ်ရှားပြီးကလေးမလေးကအလုရှင်ကိုပြေးဖက်ပြီးနမ်းလိုက်တယ်ကျေးဇူးတင်ပါတယ်အဖေဖဲဖတာကိုအရန်ကောင်းတာပဲလို့ပြောတယ်ဒီအချိန်မှာပဲအလုရှင်ကဖက်ဖာထောနာလေလံပွဲဖိတ်စာကိုရရှိလိုက်တယ်ဒါဟာသူသေးတွေအတွက်3နှစ်တခါကျင်းပတဲ့လေလံပွဲဖြစ်ပြီးအနေရများတယ်လို့အကျိုးမြတ်လည်းများတယ်ဒါပေမဲ့အခုသူ့ကုမ္ပဏီကအဖေကြီးရဲ့ချင်းချောက်မှုကြောင့်အခက်အခဲဖြစ်နေတယ်လေလံပွဲမှာဂျာဗလုပ်ငန်းစုနဲ့ပူးပေါင်းနိုင်မှာပဲကုမ္ပဏီချက်တဲကနေလွတ်မြောက်နိုင်မှာကျွန်တော်တို့မှာငွေလောက်ရလားလို့မေးလိုက်တယ်ကုမ္ပဏီမှာငွေကြေးလုံလောက်မရှိဘူးအနားမှာရှိတဲ့ကလေးမလေးကအလုရှင်ရဲ့အခက်အခဲကိုတီးသွားပြီးသူ့ကိုကန်ကောင်းခြင်းအားတွေပေးလိုက်တယ်မမျှော်လင့်ပဲနောက်တစ်စက္ကန့်မှတင်ကုမ္ပဏီငွေကြေးပြန်လည်ဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကောင်းကိုရလိုက်တယ်ဒီအခါမှာအလုရှင်ကကံကောင်းခြင်းတွေအားလုံးကကလေးမလေးကိုခေါ်လာပြီးနောက်မှဖြစ်ပျက်လာတာကိုသိလိုက်ရတယ်ဒါကြောင့်သူလည်းကလေးမလေးကိုလေလံပွဲခေါ်သွားပြီးသူ့နောက်မှာအမွေဆက်ခံသူရှိတယ်ဆိုတာကိုကြေညာဖို့ဆုံးဖြတ်လိုက်တယ်နောက်တနေ့မနက်အလုရှင်ကကလေးမလေးကိုခေါ်ပြီးလေလံပွဲကိုရောက်လာတယ်ခေါ်ရတာရဲသေးပါဖအလုရှင်ရဲ့ဦးလေးကအလုရှင်ကိုဒီလိုလုပ်တာကိုမြင်ပြီးသူ့ရဲ့လုပ်ငန်းတွေကိုပျက်စီးအောင်လုပ်ဖို့ကြံစည်လိုက်တယ်လေလံပွဲစတင်ပြီးလူတိုင်းကဖက်ဖာတဆနာပေါ်မှာရေးထားတဲ့ဈေးနှုန်းနဲ့ဝယ်နိုင်ပေမဲ့ဈေးကြီးတိုင်းလည်းတန်ဖိုးရှိတာမဟုတ်ဘူးကို9.9 yuan တန်ဖက်ဖာတဆနာကနေလည်းအဖိုးတန်ပစ္စည်းတွေထွက်နိုင်တယ်ဂျာဗလုပ်ငန်းစုရဲ့အမှာစာကတော့အကျိုးမြတ်တန်းရနဲ့ချီရှိတယ်လူတိုင်းကဒီအမှာစာကိုလိုချင်နေကြတယ်ဂျာဗလုပ်ငန်းစုရဲ့အဘိုးအိုကကလေးမလေးကိုတွေ့လိုက်တယ်မြင်းမလေးမင်းမဲလားအဘိုးနေကောင်းလားလို့ပြောကြတယ်တနေ့လောက်ကအဘိုးအိုကကျေးလက်မှာကျမရေးအတွက်တွားရောက်နေထိုင်ရင်မတော်တဆလဲကျသွားခဲ့တယ်အဲ့ဒီအချိန်မှာကလေးမလေးကကူညီပေးခဲ့တယ်အဲ့ဒီနောက်မှာအဘိုးအိုကို20နှစ်လောက်နှိမ့်ဆက်နေတဲ့နှလုံးရောဂါကပျောက်ကွယ်သွားတယ်အဲ့ဒီကလေးကအဘိုးအိုကကလေးမလေးကိုကျေးဇူးရှင်လို့သတ်မှတ်ခဲ့တယ်အခွင့်အရေးတွေရောက်လာတော့မှာပဲလို့သူတို့ပြောနေကြတယ်လူတိုင်းကကလေးမလေးဈေးကြီးဆုံးကိုရွေးလိုက်မယ်လို့ထင်ခဲ့ရင်မဲ့ကလေးမလေးကညှင်းပယ်လိုက်တယ်သူကလူတွေရဲ့အကောင်းမြင်စိတ်ကိုအလွယ်တကူမလက်ခံတတ်တဲ့ပညာပေးမှုကိုခံယူထားလို့ပါအလုရှင်ကကလေးမလေးကိုကြိုက်တာရွေးဖို့ပြောလိုက်တယ်ကလေးမလေးကဖက်ဖာထောနာတွေကိုကြည့်ပြီးတချို့ကရွှေရောင်လင်းလက်နေပြီးတချို့ကတော့မီးမောင်နေတာကိုတွေ့လိုက်တယ်ရွှေရောင်မေးရောင်လို့ပြောတယ်ခေါ်ဖက်တာရဲသေးဖက်ကကလေးမလေးကိုယူနေရလို့လောင်ပြောင်လိုက်တယ်အလုရှင်ကတော့ကလေးမလေးကိုအပြည့်ဝယုံကြည်ထားတဲ့ကလေးမလေးကဈေးပေါ်ဆုံးတဲ့ဖက်ဖာတဆနာကိုရွေးလိုက်တယ်ခေါ်ဖက်တာရဲသေးဖမင်းကလူတယောက်ကိုအမွေဆက်ခံသူဖြစ်ရွေးချယ်ခိုင်းတာယူနေတာပဲလို့ပြောလိုက်တယ်တက်ဖက်ကမယူဘူးမဟုတ်တာပြောတဲ့သူတွေကဘာဆက်ပုတ်သွားလိမ့်မယ်လို့ကလေးမလေးကတုံ့ပြန်တယ်မမျှော်လင့်ပဲအဲ့ဒီနားမှာရှိတဲ့အပင်တွေကသူတို့နှစ်ယောက်ကိုလဲကျသွားအောင်လှုပ်လိုက်ပြီးပါဆက်တွေလည်းဒဏ်ရာရသွားတယ်အဖေပါဆက်ဒဏ်ရာရသွားပြီးမင်းရဲ့ပါဆက်လည်းဒဏ်ရာရသွားတာပဲလို့ပြောကြတယ်ဒီချိန်မှာသူတို့နှစ်ယောက်လည်းကလေးမလေးရဲ့ဆွမ်းအားကိုတီးလိုက်ရတယ်အလုရှင်ကကလေးမလေးနဲ့အတူဖေးဖက်ဖာထောနာကိုဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာအရေးကြီးတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်